Hello guys, we came back. Marvel series တက်ထွက်လာပြီပေါ်လာတော့တယ်။ဒီ series မှာတော့ Tony Stark မရှိတော့တဲ့နောက်ကဘာကြီးက hero တယောက်ကိုလိုကပ်နေတယ်။ Iron Man ရဲ့တန်ချက်ကအမွေကိုဘယ်သူဆက်ခံမလဲလို့လူတိုင်းကမေးနေကြတယ်။ဒါပေမဲ့နောက်ထပ်ပေါ်လာမယ့် Iron Hero က billionaire တယောက်မဟုတ်ခဲ့ရင်ရော။သူမနာမည်ကတော့ Riri Williams ဖြစ်ပြီးတော့အသက်19နှစ်ပဲရှိသေးတယ်။ MIT က genius ကောင်မလေးတယောက်ပါ။သူမ Stark Tower လို့ခင်မီတောက်တဲ့ခန်းကြီးမရှိဘူး။ရှိတာကကိုယ့်ရဲ့ show ကနေတဲ့အဆောင်အခန်းလေးပဲ။သူ့မှာဒေါ်လာတန်ပေါင်းများစွာမရှိဘူးရှိတာကစိုးပြတ်တက်နေတဲ့ပစ္စည်းတွေနဲ့အဲ့ဒီထဲကနေကဘာကိုပြောင်းလဲပြစ်နိုင်တဲ့ဝတ်စုံတစ်ခုကိုတိဆောက်နိုင်စွမ်းရှိတဲ့သူ့ရဲ့ဉာဏ်ပညာနဲ့နှလုံးသားပဲဒီ Iron Heart ဆိုတဲ့ဇလန်တွေမှာတော့ Riri တယောက်ဘလို့အခက်ခဲတွေကြားကနေသူ့ရဲ့ပထမဆုံး Iron Heart ဝတ်စုံကိုတီထွင်မလဲဉာဏ်ကြီးရှိ hero တယောက်အထိအထက်မြောက်ဖို့ဘာတွေရင်းပြီးပိတ်ဆက်ရမလဲဆိုတာကိုအရန်စိတ်ဝင်စားဖွယ်ကြည့်ရမှာပါဒါပေမဲ့သူမရင်ဆိုင်ရမှာက Iron Man စကားထဲကလို့တခြားနည်းပညာရှင်တယောက်မဟုတ်ဘူးသူမရဲ့ရန်သူက The Hoodမော်ပညာအစွမ်းတွေရုပ်တရက်ရရှိသွားတဲ့လမ်းဘေးလူဆိုးတယောက်သူက Riri ရဲ့နိပညာကိုလိုချင်နေတယ်စဉ်းစားကြည့်ရှင်းဟောင်းမော်ပညာက Iron Man အဆင့်မီနိပညာကိုထိန်းချုပ်သွားနိုင်ခဲ့ရင်ကဘာကြီးဘလူဖြစ်သွားမလဲဒါဟာသိပ္ပံပညာနဲ့မော်ပညာရဲ့ထိတ်တိုက်တွေ့ဆုံမှုပဲအရာအလုံးကိုတွက်ချက်နိုင်တဲ့ logic နဲ့ဘယ်လိုမှရှင်းပြလို့မရတဲ့ magic ဂျာကတိုက်ပွဲပဲချီကာဂိုမြို့ကတာမန်ကောင်မလေးတယောက်ကဘာအဆင့်မီတနေရာတယောက်ဖြစ်ဖို့ဉာဏ်ပညာတတိပြီးတော့ကိုယ်လန်းကိုဖောက်ထွက်မှုတွေအကြောင်းကိုစိတ်လှုပ်ရှားစရာအပြည့်နဲ့ကြည့်ရှုရမှာပါMarvel ရဲ့ခစ်တစ်ကိုဦးဆောင်မဲ့ hero အသစ်သူမကတော့ Iron Heart ပါ Marvel ရဲ့အမိုက်စားဇလန်တစ်ကိုလက်မလွတ်ချင်ဘူးဆိုရင် like and follow လုပ်ထားဖို့မမေ့ဘူးနော်ကျွန်တော်ရဲ့ Telegram join ပြီးကြည့်ရှုလိုက်ပါတငယ်ချင်းတို့